ဉာဏ်ကုန်းကလိပ်စာလွယ်အခန်း1အမှောင်ထဲကခြေတံည7 နာရီစီးကြနေသောမိုးဆက်တံများရွာပင်တင်ញိုင်းကလေတိုးတံများနဲ့ရေစုံနေသောတိရွက်ချောက်များနင်းလာထွက်ပေါ်လာကိုစောကဒုတ်ကိုတိတ်တိတ်ဆောက်ထားရင်အတန်တုံတုံရင်ရင်နဲ့ဟဲကောင်ဖူတော့မင်းနားတောင်ကြီးနော်တိရွက်ချောက်ကိုနင်းလာမကြားရလားဖူတော့ကလေတောင်ခက်တည်ပြပါမကြောက်ချင်အောင်ဆောင်ဘူးဟာကိုစောပါလေဗျာခွင်းနေတာဖြစ်မှာပါဗျာများမနေစမ်းပါနဲ့ဒီခက်မှာတဲဆိုတာမရှိတော့ဘူးဗျဘလော့ဂါတွေရိုက်စားလို့ဖန်တီးထားတဲ့ခက်လွန်ပုံမြင်နေပါဗျာကိုစောကအတန်ပူတောင်လာပြီအတန်တိုးတိုးဖြစ်မင်းကလည်းကွာရွာဆောင်ကညောင်ဝင်ကြီးအောက်ရောက်နေပြီပစုံနဲ့စီးဆောင်ဆောင်ပါထို့ချိန်ညောင်ဝင်ကြီးပေါ်မှာတစ်ကန်ကျိုးတန်ဂျင်းကနဲ့ထွက်ပေါ်လာတာနဲ့တူတဟဲရေတန်ကြီးပါလာတယ်ငါနဲ့ညီလေးဘယ်သူတွေချီရှုပ်နေတာလဲတရေမအတန်ကြားလိုက်ကြတယ်ကိုစောတယောက်အတန်တုံတုံရင်ရင်နဲ့ဖေငါ့ကိုမစားပါနဲ့ဖိုးတုတ်ကိုပဲစားပါဖိုးတုတ်ကသူ့ကိုလွှဲချခံလိုက်ရလို့ဒေါသထွက်ပြီဟာဘာလို့ငါ့ကိုစားရမှာလဲကိုစောမင်းအစောကဖေးစားရုံမယ်ဆိုရွတ်လေငါမေ့နေလို့ပါကွာငါနမောတတလွယ်နေတယ်ကွာမင်းရွတ်စမ်းပါကွာတေမကညီကြီးပေါ်ဘုံကနေကြလာပြီနေကြပါဦးနေတို့ထဲမှာမောင်အေးတွေဆိုတာပါလားဖိုးတော့ကကြောက်နေရမှာကြောက်အားဖြစ်သွားပြီဟဲဖိုးတော့ဖြေလိုက်လေကွာဗျာမောင်အေးလေဟာမပပါဘူးဗျကျွန်တော်ကဖိုးတော့ဟိုကကိုစောတရားမှအံ့ဩပြီဖြာများတော့ဟင်းမောင်အေးလွင်မဟုတ်ဘူးလားအုံတော့ရွာကမောင်အေးလွင်လေငါ့ကိုတစ္ဆာပေါက်ပြီးမိမယူသွားလို့ငါလိုက်ချောင်းမလို့ဟာကိုစောကစိတ်သက်သာရတော့ပြီတရားမကိုပြင်ရှင်းပြလိုက်ဟာမမတရေရလေခမရလိမ့်စာလွဲနေပြီဗျဒါမြိုင်းသားရရွာဗျအုံတော့ရွာဆိုတာဒီကနေချောင်းဖြတ်ပြီးရွာတန်းရှိဘက်သွားရတာတရားမစိတ်ပြတ်တဲ့မူရနဲ့အလိုတော်ဟုတ်လို့လားငါကတင်းကျန်းကုန်းဆိုအကုန်တူတူပဲမှတ်လို့ဒီမှာလာစောင့်နေတာ2 ရက်တောင်ရှိပြီအေးလိုက်တာမှတကူလုံးတုံဖိုးတော့ကတရားမအောင်မကြင်မနှက်နဲ့ရွက်ဆောင်ပြောလိုက်ခမည်းကလည်းတရေဖြစ်ပြီး GPS လည်းမကြည့်ဘူးရွာချင်းလည်းမခွဲကြတတ်ဘူးကျွန်တော်တို့မှာတော့နှလုံးရောဂါရတော့မလို့တရားမအားနာတယ်လို့လေတံပြောနေအေးပါဟဲ့ငါတောင်းပါပါတယ်ဒါနဲ့အုံတော့ရွာဘယ်လိုသွားရလဲတေချာပြောပြပါဦးကိုစောကဖိုးတုံနောက်ကနေထွက်လာပြီဒီတိုင်းတန်းသွားဇေယျအလွန်ရေကန်ကြီးနားရောက်ရင်လက်ဝဲဘက်ချိုးအဲ့မှာမြဝတီလေစိတ်တွေ့လိုက်မယ်လှေကြုံစီးပြီးဟိုဘက်ကံကိုကူးလိုက်ကြားလားတရားမကခဏတာကြောင်သွားပြီလှေကမပိုင်သူတို့ကတင်မလားဖိုးတုံကစိတ်မရှိတော့တာနဲ့ဟာမမတရေကလည်းခမည်းကလှေပေါ်ကပြန်သွားလေတရေပဲဟာလှေကြုံတောင်းစီနေသေးတယ်တရားမကသဘောပေါက်သွားပြီအော်အေးငါကဝင်းကြီးအစ်စ်ဆိုတော့မသိလို့ပါဟဲ့ကဲပါကျေးဇူးပဲနော်မောင်အေးမျိုးတွားချောက်လိုက်ပါလားဖူတော့ကအံ့ဩစိတ်မကြည်သေးပဲတက်ပြင်းချရင်အတန်တိုးတိုးဖြစ်ဟူးကိုစောဘာလဲဖူတော့ရာအုံတို့ရကမောင်အေးလွင်ဆိုတာလွန်ခဲ့တဲ့9 နှစ်ကလေးကမြို့ပေါ်ပြောင်းသွားတာမဟုတ်ဘူးလားဗျအေးလေဒါဆိုဟိုတရေမရောက်သွားရင်အလကားပြင်မအောင်လေဗျာကိုစောကခက်တီတီဆက်ဖြစ်ရဲ့မင်းရလေကွာမနေ့ပြန်ကြမှာအုံတော့ရပတ်သွားပြီစာတစ်တာပဲလိမ့်စာမှန်စာရွက်လေးတောထည့်ပြီးလဲပေါ့ကွာကဲအင်းမြန်ပြန်ရအောင်ငါဘောင်းမိတယ်ဘယ်ကရင်တွေစုံနေမှလည်းမသိတော့